ဟိုးရှိတုန်းကဘယင်တစ်ပါးရဲ့အတိုင်ပင်ခံအမတ်ကြီးတစ်ပါးဟာအင်မတန်မှအကောင်းမြင်တတ်တဲ့ဘယင်ကြီးကတခုခုတိုင်ပင်လိုက်တိုင်းအကောင်းမြင်တဲ့ဘက်ကနေပဲဆွေးနွေးပါတဲ့အကောင်းမြင်အဖြူသဘောဆွေးနွေးတော့တော်ယုံအဖြစ်တွေတောင်အဖြူသဘောဆောင်ပြီးတဦးနဲ့တဦးချစ်ခင်စီစီလုံးလုံးနဲ့ပြဿနာတွေကိုပျော်ရွှင်စွာဖြေရှင်းနိုင်ခဲ့တာကြီးပဲတဲ့တနေ့မှာတော့ဘယင်ကြီးရဲ့လက်မှာဖြီးတီနာကြီးပေါက်လာတဲ့အတိုင်ပင်ခံကြီးကိုခေါ်တိုင်ပင်တော့အရှင်ဖျားစိတ်မပူပါနဲ့ဆေးလင်းဆေးတောင်ရင်ပျောက်သွားမှာပါကောင်းဖို့ဖြစ်လာတာပါဖျားလို့ရှောက်တင်တဲ့ဒီလိုနဲ့ဘရင်ကြီးရဲ့လက်ဟာမတက်သားပဲဖြတ်လိုက်ရပါတော့တယ်အဲ့ဒီလိုနဲ့အင်္ဂါမစုံတဲ့ဘရင်ကြီးခတ်သွားတော့တာပေါ့အဲ့ဒီတော့ဘရင်ကြီးလည်းစိတ်မတက်မသားဖေးပြီးအတိုင်ပင်ခံကြီးနဲ့စိတ်ပြေလက်ပြောက်စကားပြောဖို့ခေါ်လိုက်တော့တာပေါ့ဒီတော့အတိုင်ပင်ခံကြီးကကောင်းဖို့ဖြစ်လာတာပါဖျားလို့ထပ်ပြီးဖြေးသိမ့်ပြန်တော့ဘရင်ကြီးကစိတ်ဆိုးပြီးအတိုင်ပင်ခံကြီးကိုဒီလောက်တောင်ကောင်းဖို့ဖြစ်လာရင်ဆရာကြီးခဏလောက်အချင်းတိုက်ထဲသွားနေကြည့်လို့ဆိုပြီးအချင်းချထားလိုက်ပါတယ်တရက်မှာတော့ဘရင်ကြီးဟာစိတ်အပန်းပြေစေဖို့အတွက်တောကစားထွက်ခဲ့တယ်စိတ်နဲ့လူနဲ့တိတ်မကတ်တဲ့ဘရင်ကြီးဟာကိုရန်တော်တွေနဲ့ကွဲသွားပြီးရစ်ပူဇော်တဲ့ဒလေးရှိတဲ့လူမျိုးစုတွေရဲ့ဖမ်းဆီးခြင်းကိုခံရပြီးသူတို့ကဘရင်ကြီးကိုရစ်ပူဇော်ဖို့လှုပ်ကြတဲ့ဘရင်ကြီးလည်းပီတီနာပေါက်ကလေးကဂျိုးဆိုးဝင်နေတာခုဆိုတေးရမယ့်အဆင့်ထီတောင်ရောက်လာပါလားလို့တွေးရင်စိတ်ဆင်းရဲနေတာပေါ့ရစ်ပူဇော်ဖို့ဘရင်ကြီးကိုရေချိုးပြီးအမွှေးနံသာလိမ့်ပေးချီမှာဘရင်ကြီးရဲ့လက်မပြတ်နေတာကိုတွေ့သွားကြတဲ့ဒီတော့အင်္ဂါမစုံတဲ့သူနဲ့ရစ်ပူဇော်လို့မရတာကြောင့်ဘရင်ကြီးကိုပြန်လွတ်ပေးလိုက်ကြတယ်ဒီတော့မှဘရင်ကြီးကဟိုးကောင်းဖို့ဖြစ်လာတာဆိုပြီးပျော်ရွှင်စွာနဲ့နန်းတော်ကိုပြန်လာခဲ့တယ်နန်းတော်ကိုရောက်ချင်းပဲဆရာကြီးကိုအချင်းတိုက်ကလွှတ်စေပြီးခစားခိုင်းတဲ့ဆရာကြီးခမည်းပြောတာမှန်တယ်ဗျာကျွန်တော်အတွက်ကောင်းဖို့ဖြစ်လာတာဗျာဒါပေမဲ့ခမည်းအတွက်တော့အချင်းကြပြီးအနေဆင်းရဲအစားဆင်းရဲဖြစ်သွားတယ်ဗျာအဲ့ဒီအတွက်တော့စိတ်မကောင်းပါဘူးဆရာကြီးလို့ပြောလိုက်တယ်ဆရာကြီးကပြုံးကြီးနဲ့ကျွန်တော်မျိုးအတွက်လည်းကောင်းဖို့ဖြစ်ခဲ့တာပါဗျာတဲ့တကယ်လို့ကျွန်တော်မျိုးသားအချင်းမကြရင်မင်းကြီးနဲ့တူတူလိုက်ရမှာမို့အဖမ်းခံရတဲ့အခါဘရင်နဲ့ကျွန်တော်နှစ်ဦးဖမ်းခံရမှာပါဒီအချိန်မှာအင်္ဂါဆုံးသူကျွန်တော်ဟာအကိုစားရစ်ပူဇော်ခံရသည့်အသက်နဲ့ကိုအိုးစားကွဲမှာပါဗျာအခုတော့အချင်းတိုက်ထဲမှာအနားရလူကောင်းဖို့ဖြစ်လာတာပါဗျာတဲ့ဘရင်ကြီးကလည်းကောင်းပါလေဆရာကြီးရဲ့လို့ပြောပြီးတဟာဟာနဲ့အားရပါရရဲကြပါတဲ့ကျွန်တော်တို့ဘုရားမှာလည်းတခါတရံအခက်ခဲလေးတွေအတိုက်အခိုက်လေးတွေကြုံတွေ့လာတဲ့အခါလူတော်များများကစိတ်ပြက်ငီးညူတတ်ကြတယ်အမှန်တော့အဲ့ဒီအခက်ခဲတွေအတိုက်အခိုက်တွေဆိုတာနောက်တစ်ချိန်အရာရာအတွက်ကောင်းဖို့ဖြစ်လာတာပါဒါကြောင့်မိတ်ဆွေတို့ဘဝမှာဘယ်လိုအခက်ခဲပဲကြုံဘယ်လိုအတိုက်အခိုက်ပဲကြုံကောင်းဖို့ဖြစ်လာတာလို့စိတ်ထဲမှာမှတ်ပါဗျာ